ဓမ္မချစ်ခင်သူတော်စင်ပုဂ္ဂိုလ်တို့နေ့စဉ်မပြတ်စင်ကြင်သုံးသပ်ထိုက်တဲ့တရား၅ပါးကိုမြတ်စွာဘုရားရှင်ဟောတော်မူထားတဲ့တုတ်တံအဘိညာတုတ်ဆိုတာရှိပါတယ်။အဲ့ဒီအဘိညာတုတ်ကိုမိမယောက်ျားဘယ်သူမဆိုနေ့စဉ်နေ့တိုင်းစင်ကြင်ပွားများသုံးသပ်ရမယ့်တုတ်ဖြစ်ပါတယ်။အဲ့ဒါကိုပူဇော်သောအဖြစ်အဘိညာတုတ်ကိုရွတ်ဖတ်ပြည့်စုံပူဇော်ပါမယ်။နမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတံနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတံနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတံဒေစီမာနိဘိကဝေဌာနာနိအဘိနံပစ္စဝခိတပ္ပနိဣတိယဝါပုရိသေနဝါကဟထေနဝါပပေစိတေနဝါကတမနိပိသစရဒမောမိစရဏတိတောတိအဘိနံပစ္စဝခိတပ္ပံစရဒမောမိစရဏတိတောတိအဘိနံပစ္စဝခိတပ္ပံစရဒမောမိစရဏတိတောတိအဘိနံပစ္စဝခိတပ္ပံဗျာတိဓမ္မောမိဗျာတေနတိတောတိအဘိနံပစ္စဝခိတပ္ပံဗျာတိဓမ္မောမိဗျာတေနတိတောတိအဘိနံပစ္စဝခိတပ္ပံဗျာတိဓမ္မောမိဗျာတေနတိတောတိအဘိနံပစ္စဝခိတပ္ပံမရဏဓမ္မောမိမရဏအနတိတောတိအဘိနံပစ္စဝခိတပ္ပံမရဏဓမ္မောမိမရဏအနတိတောတိအဘိနံပစ္စဝခိတပ္ပံသဗ္ဗေမေပိယေဟိမနာဘေဟိသဗ္ဗေမေပိယေဟိမနာဘေဟိနာနာဘဝဝိနာဘဝမိတိအဘိနံပစ္စဝခိတပ္ပံကမ္မတကောမိကမ္မဒါယတောကမ္မယောနိကမ္မဗန္တုကမ္မပတိတရနောယကမ္မကရိတမိကလျာဏဝါပပကံဝါတတဒါယတောဘဝိတမိတိအဘိနံပစ္စဝခိတပ္ပံကမ္မတကုမိကမ္မဒါယတောကမ္မယောနိကမ္မဗန္တုကမ္မပတိတရနောယံကမ္မကရိတမိကလျာဏဝပပကံဝါတတဒါယတောဘဝိတမိတိအဘိနံပစ္စဝခိတပ္ပံဣမနိကောဘိကဝေပိသဌာနာနိအဘိနံပစ္စဝခိတပ္ပနိဣတိယဝါပုရိသေနဝါကဟထေနဝါပပစိတေနဝါအဘိနသောတံဒိဋ္ဌိတံဘိကဝေယဟံတော်မြတ်ဝိစေသတော်ဣတိယဝါမိမဖြစ်ပါစေပုရိသေနဝါယောက်ျားဖြစ်စေကဟထေနဝါလူဖြစ်စေလူအကြောင်းဖြစ်ပါစေပပစိတေနဝါယဟံတော်သီလီယဟံတဲ့ယဟံနဲ့ဖြစ်ပါစေပိသဌာနာနိငါးပါးကုန်သောတရားတို့ကိုအဘိနံနေယောညပါအဘိနံနေစဉ်မပြတ်ပစ္စဝခိတပ္ပနှင့်စင်ကြင်ပွားများသုံးသက်ထိုက်ပါကုန်၏မိမဖြစ်စေယောက်ျားဖြစ်စေလူဖြစ်စေယဟန်ဖြစ်စေ
နေစဉ်နေ့တိုင်းဆင်ခြင်အပ်မဲ့တရား၅ပါးကိုဆင်ခြင်ထရမယ်ကရမဏိပိစအဲ့ဒီ၅ပါးဆိုတာဘာလဲလဲဇရာဓမ္မောမိအဘယတပိတော်သည်ဇရာဓမ္မောအိုခြင်းသဘောတရားရှိပါပေ၏ဇရာဓမ္မောနေစဉ်နှင့်အမြအိုခြင်းဘက်သို့ရောက်လာသည့်အမိဖြစ်ပါပေ၏ဇရအိုခြင်းဆိုတဲ့သဘောတရားတွေကိုအနတ္တိတော့ဘသူတယောက်မှမလွန်ဆန်နိုင်ဣရိသောအဘိနနေစဉ်မပြတ်ပစ္စဝေကိတပံစင်ကံစင်ကျင်သုံးသပ်ပေါ်များရမယ်အဘယတပိတော်သည်ဗျာတိဓမ္မောမိနာခြင်းသဘောတရားရှိပါပေတကားဗျာတိနာခြင်းဆိုတဲ့သဘောတရားကိုအနတ္တိတို့ဘသူတရားများမလွန်ဆန်နိုင်ပါပေတကားဣတိသောအဘိနနေစဉ်မပြတ်ပစ္စဝကိတပံဆင်ခြင်ထိုက်ပါပေတယ်အဘယတပိတော်သည်မရဏဓမ္မမိသေခြင်းဆိုတဲ့သဘောတရားရှိပါပေ၏တနေ့တစ်ချိန်ချင်းသေခြင်းတရားကိုရောက်ရပါမယ်တနေ့တစ်ချိန်ချင်းဘုရားတပည့်တော်ဟာသေခြင်းသဘောတရားကိုမလွန်ဆန်နိုင်မရဏဆိုသေခြင်းဆိုတဲ့သဘောတရားကိုအနတ္တိတော်ဘယ်တော့မှမလွန်ဆန်နိုင်ပါပေတကားဣတိသောအဘိနနေစဉ်မပြတ်ပစ္စဝကိရပံဆင်ញံသုံးသပ်ပွားများရမယ်မေဘယတပေတော်ဤတပေအလုံးစုံကုန်သောပိယေရှင်မြတ်သောရှေ့အကုန်သောမနာပေမြတ်သောအကုန်သောပိယေမနာပေရှင်မြတ်သောအကုန်သောတပေအလုံးစုံသောဆွေတော်မျိုးတို့ရှိခင်သူအပေါင်းတို့နှင့်မိဖဆရာသာသောရှိခင်တဲ့ပုဂ္ဂိုလ်ပေါင်းတို့နှင့်နာနာဘဝရှင်ခွင်ခွေရာချင်းသည်အမိရှိပါပေ၏ဝိနာဘဝသေခွေခွေရာမှာပါတကားဣတိသောကိုယ်ရဲ့ရှင်ရဲ့မျက်နှာအပ်သောသူတို့နှင့်တနေ့တစ်ချိန်ချင်းရှင်ခွေသေးခွေခွေရမှာပါတကားသောအဘိနနေစဉ်မပြတ်ပစ္စဝကိတပံဆင်ခြင်ထိုက်ပါれအဘယတပိတို့သည်ကမ္မတကုမိကမ္မဒါယတော်ကမ္မတကုကံတလျင်ကိုယ်ပိုင်ဥစ္စာရှိပါပေသည်အမိဖြစ်ပါပေတကားကမ္မဒါယတော်ကံပေအပ်သောအမွေကိုခံယူရသည်ကမ္မယောနိကံတိဟုသောဆွေမြော့ရှိသည်ကံတည်းဟုသောအကြောင်းရှိသည်ကမ္မဗန္တုကံဟုသောဆွေမြော့ရှိသည်ကမ္မပဋိသရဏောကံဟုသောလေလျောရာရှိသည်အမင်းဖြစ်ပါပေတကားကောင်းတဲ့လောကိုကောင်းတဲ့လောကိုလုံးရင်ကောင်းတာကိုခံစားရမယ်မကောင်းတဲ့အလုံးကိုလုံးရင်မကောင်းတဲ့အကျိုးကိုခံစားရပါမယ်အဘယတပိတို့သည်ကလျာဏဝါကောင်းတဲ့မုံလေးဖြစ်သောဘာဝကံဝမကောင်းသည့်မုံလေးဖြစ်ကိုယံကမ္မအခြင်းကံကောင်းကံဆိုအမျိုးမျိုးကိုကရိတ္တမိပြုပါပေ၏တတကမ္မသောထောကံကောင်းကံဆိုအမျိုးမျိုး၏ဒါယတို့အမွေခံသည်ဘဝိတ္တမိဖြစ်ရမှာပါတကားဣတိသောအဘိနနေစဉ်မပြတ်ပစ္စဝကိတပံဆင်ခြင်ထိုက်ပါပေလောဘဂဝါဘုံတော်ချောင်းစုအောင်လန်းသူရဲ့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်အမောဇာကေယုနာရှိထာမြတ်တာဖြင့်